လိုက်တာတော့မြန်မာအသင်းရဲ့ကွင်းလေသားသမားလင်းအောင်ကောင်းဆုံးစုံတက်ဖို့အတွက်ကြိုးစားခဲ့ရလည်းဖြစ်ပါတယ်မြန်မာအသင်းရဲ့ဘလုံးပြန်ရသွားရင်မြောင်းလက်ထိုးပြီးမြန်မာအသင်းရဲ့ညီတက်ဝေးနေလက်ကန်နေအထူးပိုင်းပြန်ပြီးတော့အေးရကြားကောင်းတယ်ပြီကိုရီနာကိုရီဒီကျွန်တော်ပြောခဲ့လို့ပဲဒီလိုအခွင့်အရေးတွေရရင်ကောင်းကောင်းကြီးအဆုံးသတ်တဲ့မြန်မာယူဆဖို့နေဒီချိန်မှာလည်းသွင်းဖို့တကိုထပ်ပြီးတော့သွင်းပြခဲ့ပြီဖြစ်ပါတယ်။ဟိုဘက်ကနေဆိုရင်ကျွန်တော်စောပိုင်းနေဆက်ခဲ့လို့ပဲအနေအများကြီးခိုက်တဲ့အနေပဲဒီမှာအသေးဥဆောင်မှုတွေတည်ယူတဲ့ဆိုဒီနေ့မှလည်းပြည်သက်တွေတကယ်ကိုလိုချင်နေတဲ့ဥဆောင်မှုတော့ပွဲသားချင်း7မိနစ်ကျော်မှတည်ယူခဲ့ပြီဖြစ်ပါတယ်။ခုနကကွင်းထဲမှာစီရပြည်သက်တွေအားပေးတယ်တကယ်ကိုရေကုန်စရာအပြည့်နဲ့မြန်မာကစားမိုက်တော့တကယ်ကိုပဲအတက်စရာတခုဖြစ်နေကြရတယ်ဖြစ်ပါတယ်။မြန်မာတင်ကတော့အေရှီပြည်သက်တွေရဲ့အားပေးမှုနဲ့ပဲအထူးသူတို့အနေနဲ့ဒီနေ့ပွဲစဉ်မှာရမှတ်တမတ်တော့ပဲမဟုတ်ပဲရန်လုံးပြေနိုင်ပွဲရန်လုံးပြေအကောင်းဆုံးပုံစံနဲ့အထူး19နှစ်ကြာဝေးကွာနေတဲ့အာရှခီးကိုခရီးဆက်ဖို့အတွက်အတော်လေးယုံကြည်မှုပြင်းထန်နေတဲ့ပုံရိပ်မှာတော့ရှိနေကြတာဖြစ်ပါတယ်ဒီလိုအဝယ်ခံမှုမျိုးတော့မြန်မာပြည်သက်တွေနဲ့အတူမြန်မာအသင်းသားတွေလည်းမခံစားရတာကြာပြီဖြစ်တဲ့ကြောင့်ဒီအတွင်းကိုတင်ပြီးချိန်မှာတော့မြန်မာပြည်သက်တွေကတကယ်ကိုပဲပောက်ပွဲဆန်တော့ကျွန်တော်တွေမြင်တွေ့ကြားတွေ့ခဲ့ရတယ်ဖြစ်ပါတယ်ဟုတ်ပါတယ်သူတို့ကအနာဂတ်မှာသေချာပေါက်အားကိုးရမယ့်ကစားသမားတွေဖြစ်ကြောင်းကိုဒီကနေ့မှလည်းဒီသင်းကိုနဲ့အတူထပ်ပြီးတော့မြန်မာယူဆက်ခွန်သင်းတက်တည်ပြခဲ့ပြီးဖြစ်ပါတယ်ဒီမှာစီရီယာသင်းမရှိကိုမျောပြီးရတယ်အေးရဝင်လာပြီးအလေထပ်ပေးတယ်မျောလင်းတဲ့အနေထားတစ်ခုပါပဲစီရီယာသင်းခြေပါကိုပြန်ရသွားခဲ့ပြီဖြစ်ပါတယ်တိုက်စစ်ကအက်ဖာရက်မာတင်ခန်စစ်ကအနည်းငယ်အောင်ဆိုင်မှုလျှော့သွားတဲ့အနေထားတစ်ခုကနေပဲခြေပါကိုတစ်ခုတော့ပြန်လဲသွင်းယူသွားနိုင်ခဲ့ပြီဖြစ်ပါတယ်ခုချိန်မှာဆိုရင်တော့ပွဲရ14မိနစ်အကျော်အောင်ပါဒီမဲ့တစ်ဖက်9စီနဲ့အပြေရလက်ထပ်ပေါ်ထားခဲ့ပြီဖြစ်ပါတယ်ပွဲရခုဆိုရင်တော့ရေကုန်စရာကြီးနဲ့ပုံမှန်စိတ်ဝင်စားဖို့လည်းကောင်းလာနေပြီဖြစ်ပါတယ်မာတင်ခန်စစ်ရဲ့အနေငယ်လိဟာသွားတဲ့အရှင်တွေတစ်ခုကိုတော့စီရီယာသင်းအကောင်းဆုံးသုံးချပြီးတော့ခြေပါကိုတစ်ခုကိုတော့ပြန်လဲရှာဖွေသွားနိုင်ခဲ့ပြီဖြစ်ပါတယ်အေးရမှာအဆင်သင့်ရှိနေတဲ့ Alpharet အပိုင်နိုင်ဆုံးပိတ်သွင်းပြီးတော့လက်ရှိချိန်မှာတော့စီရီယာသင်းကတကူမြန်မာသင်းကတကူနဲ့ပွဲရတော့အပြန်လန်ပြန်ပြီးတော့ရှိလာခဲ့ပြီဖြစ်ပါတယ်။မာသင်းပြန်လိုက်ဆဲထားတယ်လင်းအောင်ဘယ်ကျန်နဲ့တွဲထားတယ်မာသင်းပဲရာလာသင်းမြဘယ်ကြောင့်ပဲထပ်ပြီးတော့ပေးထားတယ်အထူးပိုင်းချင်းနေရှိနေတဲ့ရှေ့ကိုထပ်ပေးထားတယ်တောက်လျှောက်ပဲအလဲကိုပါပေးထားပြီးကောက်တယ်ဒီအောင်ဒီကတော့ကနေထားတယ်ကောက်တိုင်းပဲကဲရအမြောအချရီအချမမလို့ဒီမြောအချမမြန်မာတင်းနဲ့ဘလုံးပြန်ရသွားတယ်ကွယ်လက်တိုင်ကဒီမရှိဘူးနော်ပွဲကိုတော့ဆက်ပြီးတော့သူ့အနေနဲ့အရှင်ပြန်ကစားထားစေခဲ့တာဖြစ်ပါတယ်စီရီယာတင်ပဲလည်းဖြတ်ချိုးပေးထားတယ်မာတင်ရဲ့ခံစင်းနဲ့ထိပြီးတော့ဘောလုံးကတော့ကိုသမာထက်ဝင်ရန်စီပဲရောက်ရှိသွားခဲ့တာဖြစ်ပါတယ်ကိုနိုင်ဆိုရင်လက်ရှိမှာတော့ပွဲကစားခြင်းမိနစ်30ကိုကျော်လာခဲ့ဖြစ်ပါတယ်လက်ရှိမိနစ်30ကိုကျော်လာဒီရောတစ်ဖက်နဲ့တစ်ဖက်ကတိုင်မြန်တိုက်စစ်တွေကိုပုံဖော်နေခဲ့ပြီးတော့တယောက်တည်းကိုပေါ့ချင်းချောက်မှုတွေကိုလည်းပြုလုပ်နေခဲ့ရလည်းဖြစ်ပါတယ်ဒါပေမဲ့လူချင်းနေတဲ့တွင်ကိုတွေတော့မရရှိသေးပဲနဲ့တစ်ဖက်တကိုးစီနဲ့တေးရလက်သာထွက်ပေါ်နေစေဖြစ်ပါတယ်တောင်ကမော်ဒီကပေးတော့တယ်မာတင်ပဲအထူးပိုင်းလက်ကမ်းပြီကိုဗီနာမာတင်ပွဲတော့အကောင်းဆုံးတကြောပြန်ပြီးတော့ဥဆောင်လိုက်ပြီဖြစ်ပါတယ်ဒီနေ့မှာထပ်တူအောင်ပွဲခံဖို့အတွက်ထပ်တူပျော်ရွှင်ဖို့အတွက်သူ့နောက်ကွင်းတဲ့အထိအင်တိုင်းအားတိုင်းရောက်ရှိနေတဲ့ပြည်သက်တွေအတွက်ဒီနေ့မှာအမောပြေအတွင်းကိုတော့ထပ်ပြီးတော့မြင်တွေ့ခဲ့ရပြီဖြစ်ပါတယ်ဟုတ်ပါတယ်မြန်မာအသင်းကတော့သူတို့ရဲ့အားသာတဲ့တောင်းပန်မော်တွေအမြင့်မော်တွေနေပဲဒီချိန်မှာတော့ရရှိလာတဲ့တောင်းပန်မော်တွေပဲဥဆောင်ဖို့တမန်သူ့ယူသွားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်မြန်မာအသင်းကသူတို့အနေနဲ့တကယ်အားသာတဲ့အနေထားနဲ့သုံးချနိုင်တဲ့အသင်းဖြစ်လေရည်တည်နေကြရဖြစ်လို့ဒီနေ့ပွဲစဉ်မှာတော့စီရီယာအသင်းကိုဥဆောင်ကိုတွေ့ယူပြီးတော့ထပ်မံအကောင်းဆုံးပုံစံနဲ့ပဲဥဆောင်သွားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်ဒီချိန်မှာမြေတွေ့ပုံမြေတွေ့နေထားရတော့မြန်မာအသင်းရဲ့အသင်းကောင်းဆောင်အောင်ဒီယာရဲ့ပါနေမှုကိုလည်းမြင်တွေ့ခဲ့ရတယ်ဖြစ်ပါတယ်ဒါကြောင့်လို့မြန်မာအသင်းကဒီနေ့မှာတော့စီရီယာအသင်းကိုနှစ်ကိုနဲ့ဆက်လက်ပြီးတော့ဥဆောင်ထားနေစေလည်းဖြစ်ပါတယ်စောပိုင်းကဝင်းမင်းတဲ့အနေနဲ့တရားနာတရားရရှိပြီးတော့ထောက်ခေါက်သွားချိန်မှာတော့သူ့အတွက်ဝမ်းသာစရာသတင်းတစ်ကောင်းတစ်ခုလည်းဖြစ်ပါတယ်စောပိုင်းကတရားရရှိနေတဲ့လင်းရောင်ကိုတော့မြင်တွေ့နေကြတာဖြစ်ပါတယ်မြင်တွေ့ထားခဲ့ရပုံကတော့လင်းရောင်ရဲ့တန်ရာကအတော်လေးဆိုးရတဲ့အနေအထားမှာတော့ရှိနေခဲ့လို့ဆိုရမှာဖြစ်ပါတယ်ဂျာဒီခင်ဗျညီတက်မယ်ကြာသွားညီတက်အရာတွေဝင်လာတယ်ညီတက်အချင်းချင်းနေတယ်အရာတွေဖြတ်ပိတ်ထားတယ်
လာချင်းချင်းနေအမြအရာတော့ပဲလိုက်မျောပြီးတယ်စီရီယာတင်မရသေးဘူးအမြအချက်ဆက်လက်ကန်နေရသေးတယ်ခင်ဗျာစီရီယာတင်မနောက်ချင်းအရာတွေပဲတက်ကန်ထားတယ်ပိတ်ပြီးမြန်မာပြည်သားတွေရဲ့အားပေးမှုကလည်းပုံမပြီးတော့အမြိုင်ဆိုင်လာခဲ့ရလည်းဖြစ်ပါတယ်မြန်မာတင်တိုင်းရဲ့ကင်မလာဖန်တီးများစောင့်ကြည့်ရမယ်များအောင်ဒီကပဲလက်ကန်နေအောင်ဒီကနောက်ချက်ထက်ကန်နေအော်ကြောက်ကောင်းတော့တယ်မြန်မာတင်ရဲ့ခံစစ်မှာရှိနေတယ်အောင်ဒီကပဲဖြစ်ပါတယ်မြန်မာတင်ရဲ့အသင်းကောင်းဆောင်လို့ဖြစ်တယ်လို့မြန်မာယူဆက်ကွန်တင်ရဲ့ခံစစ်ပိုင်းမှာတကယ်ဟိုပဲကောင်းမွန်တဲ့ပုံစံမျိုးနဲ့ပြသနေခဲ့တဲ့အောင်ဒီကဒီနေ့မှလည်းသူအနေနဲ့အသင်းကိုရယူဖို့အတွက်စူးစမ်းခဲ့ရလည်းဖြစ်ပါတယ်ဒါမှလည်းသူ့ရဲ့ကန့်ချက်ကတကယ်ကိုကောင်းမွန်ခဲ့သလိုကံကောင်းစွာနဲ့ခိုးတံအောင်ထိပြီးတော့ပြန်ထွက်လာခဲ့ရလည်းဖြစ်ပါတယ်ဝယ်ရတဖြည်းဖြည်းနဲ့အကျိတ်တွေရှိပြီးတော့တစ်ဖက်ကလည်းအတွင်းကိုရရှိဖို့အတွက်စူးစမ်းနေကြလို့တစ်ဖက်ကလည်းအတွင်းကိုခွင့်ပြုဖို့အတွက်အကောင်းဆုံးစူးစမ်းနေကြရလည်းဖြစ်ပါတယ်လူဆိုတော့အချက်စလက်ကန်နေမြန်မာတင်ရဲ့ရင်ခုန်အားဆုံးခိုက်တန်တွေရောက်ရှိဖို့တော့တဖြည်းဖြည်းနီးကပ်လာခဲ့ပြီလို့ဆိုရမှာဖြစ်ပါတယ်လေထပ်ပေးလာတယ်ပေးပြီအချိန်မှလည်းစီရီယာတင်ထောက်ကန်မော်တယ်ပဲရှင်းနေခဲ့ရတယ်မြာဂျက်ဆန်လိုက်တဲ့ပေါ်ပြီးလာတယ်ကောင်းတိုက်ပြီကိုမြာပွဲပြီးဆုံးဖို့တော်တော်လေးနီးစပ်တဲ့အခိုက်အတန့်မှာပဲစီရီယာတင်နောက်တဲ့ခြေပေါက်တစ်ခုတော့ပြန်လဲရှာဖွေသွားနိုင်ခဲ့ပြီဖြစ်ပါတယ်ပွဲချိန်မိနစ်90ပြည့်ဖို့တိတ်ပြီးတော့မလိုအပ်တော့တဲ့အနေအထားတစ်ခုမှာဒီချိန်မှာတော့စီရီယာတင်လိုအပ်နေတဲ့ခြေပေါက်ကိုတော့ပြန်လဲရှာဖွေသွားနိုင်ခဲ့ပြီဖြစ်ပါတယ်စီရီယာတင်ရဲ့ကစားသမားအယ်ဖာတက်ကီလိုအပ်နေတဲ့ခြေပေါက်ကိုတော့ပြန်လဲရှာဖွေသွားနိုင်ခဲ့တာဖြစ်ပါတယ်တင်သာမြေထားခဲ့ရလည်းဖြစ်ပါတယ်ပြည်သက်တွေရဲ့အားပေးမှုကလည်းဝယ်ပြီးဆုံးချိန်မှာတော့ပုံပုံမြိုင်ဆိုင်လာခဲ့သလိုကစားသမားတွေအနေနဲ့လည်းတကယ်ကိုပျော်ရွှင်နေတဲ့ပုံရိပ်တွေတော့ကျွန်တော်တို့မြေထားခဲ့ရလည်းဖြစ်ပါတယ်ဒီနေ့မှာရှင်စပွဲအောင်မြင်ဖို့တတ်မှတ်ပဲလိုတော့တဲ့အခြေအနေတစ်ခုမှာမြန်မာအသင်းတကယ်ပဲတတ်မှတ်ကိုရအောင်ယူ